အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့နိုင်ငံတကာကကျေနပ်ခြင်းမကျေနပ်ခြင်းမှာအရေးကိစ္စမဟုတ်ကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ဒီဇင်ဘာလ14ရက်နေ့ကရန်ကုန်မြို့မှာပြုလုပ်တဲ့အွန်လိုင်းလိမ်လည်မှုအမြင့်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ NHK သတင်းဌာနရဲ့မေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်။နိုင်ငံတကာအတွက်လုပ်ပေးတာမှမဟုတ်ဘူး။မြန်မာနိုင်ငံမှာအစိုးရပေးဖို့လုပ်တာပဲ။ International အစိုးရအတွက်ကျွန်တော်ရည်မှန်းပြီးလုပ်တာ။မြန်မာပြည်သူလူထုမဲပေးနိုင်ဖို့ပဲအရေးကြီးတယ်။ International ကကျေနပ်တာတွေမကျေနပ်တာတွေကျွန်တော်အရေးမဟုတ်ဘူး။ရွေးကောက်ပွဲဟာမြန်မာပြည်သူလူထုကိုဗဟိုပြုတဲ့ရွေးကောက်ပွဲဖြစ်ပြီးမြန်မာပြည်သူလူထုမဲပေးနိုင်ဖို့ကအရေးကြီးကနိုင်ငံတကာကကျေနပ်ခြင်းမကျေနပ်ခြင်းကအရေးမဟုတ်ကြောင်းနဲ့အပြစ်တင်ခြင်းသူတွေအပြစ်တင်နိုင်ကြောင်းစောမင်းထွန်းကပြောပါတယ်။ဒါအပြင်ရွေးကောက်ပွဲကိုစစ်တပ်ကအတင်းအကျပ်မဲလာပေးရမယ်ထောက်ခံရမယ်ဆိုပြီးလှုပ်ဆောင်နေခြင်းမျိုးမရှိကြောင်းရွေးကောက်ပွဲဟာမြန်မာနိုင်ငံအတွက်လှုပ်ခြင်းဖြစ်ပြီးနိုင်ငံတကာအတွက်လှုပ်ဆောင်ခြင်းမဟုတ်ကြောင်းရွေးကောက်ပွဲကိုမိဖက်နိုင်ငံတွေကကူညီပေးတာထောက်ခံပေးတာတွေရှိကြောင်းသူကပြောပါတယ်။ရွေးကောက်ပွဲကိုမလိုလားတဲ့ပြည်သူလူထုရှိနေတာကိုမငြင်းလို့တော့လေရွေးကောက်ပွဲကိုလိုလားတဲ့ပြည်သူလူထုကပိုများတယ်ဆိုပြီးတော့လည်းသူကပြောပါသေးတယ်။စစ်တပ်ကရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလ28ရက်ကစလို့အပိုင်း3ပိုင်းခွဲကပြုလုပ်သွားမှာဖြစ်ပြီးလွှတ်တော်ခေါ်ယူမှုပြီးမတ်လအကုန်မှာအစိုးရအပြောင်းအလဲဖြစ်နိုင်ကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကမကြသေးမီကထုတ်ပေါ်ပြောဆိုထားပါတယ်။လက်ရှိအခြေအနေတွေအရရွေးကောက်ပွဲကော်မရှင်ဟာစစ်တပ်ထိန်းချုပ်မှုအောက်မှာရှိနေတာနိုင်ငံရေးပါတီတွေကိုပိတ်ပင်ထားတာသဘောထားကွဲလွဲမှုတွေကိုရာဇဝတ်မှုဖြစ်သတ်မှတ်တာနိုင်ငံရေးအကျဉ်းသား3000ကျော်ကိုချုပ်နှောင်ထားတာတွေကြောင့်လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့နိုင်ငံတကာနဲ့တော်လှန်ရေးဖွဲ့စည်းတွေကထုတ်ပြန်ထားကြပါတယ်။မြန်မာနိုင်ငံရဲ့မြေရှားတပ်တုတူဖော်ရေးနဲ့ပတ်သက်ပြီးအိန္ဒိယနဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့အကြားလှုပ်ဝက်သဘောတူစာချုပ်ချုပ်ဆိုထားကြောင်းလေ့လာတွေ့ရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်လာပြီးနောက်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်မတ်ကြီးမစ္စတာအာဘေးတာကူနဲ့စစ်ကော်မရှင်အဖွဲ့ဝင်ကြီးရည်လေးညှိနှိုင်းကွက်ကဲရေးမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့နေပြည်တော်မှာဒီဇင်ဘာလ15ရက်နေ့ကတွေ့ဆုံခဲ့ကြပါတယ်။အိန္ဒိယကမြန်မာမြေရှားကိုရယူဖို့မြန်မာစစ်ကော်မရှင်ရဲ့ခွင့်ပြုချက်မရှိဘဲကချင်နဲ့အိန္ဒိယကိုဆက်သွယ်ထားတဲ့လမ်းဖောက်လုပ်နေတဲ့ဆိုပြီး American သတင်းဌာန Silicon Valley Times ကရေးသားခဲ့တာပါ။ American သတင်းဌာနရဲ့သတင်းဖော်ပြမှုမှာဂျိုဒုတပ်ပုံတွေနဲ့နေဆက်ဖြတ်ကျော်ထောက်လှမ်းမှုတွေအရအိန္ဒိယကမြေရှားထွက်ရှိတဲ့ကချင်ပြည်နယ်ချီဖွေကိုကီလိုမီတာ365ရှည်လျားတဲ့လမ်းကြောင်းဖောက်လုပ်နေတယ်လို့ဆိုပါတယ်။မြန်မာစစ်တပ်ရဲ့ခွင့်ပြုချက်မရှိဘဲဖောက်လုပ်နေတာဖြစ်ပြီးအဲ့ဒီလမ်းကနေတဆင့်အိန္ဒိယဟာမြန်မာနိုင်ငံရဲ့မြေရှားတပ်တူတွေကိုရရှိနိုင်မှာဖြစ်ပြီးအပြန်အလှန်အနေနဲ့ KIA ကိုလက်နက်တွေစေဝါအကူအညီတွေနဲ့အခြားထောက်ပံ့ပို့ဆောင်ရေးအကူအညီတွေထောက်ပံ့ပေးနိုင်မှာဖြစ်တယ်လို့သတင်းကဖော်ပြထားပါတယ်။ဒါအပြင်အဲ့ဒီသဘောတူညီချက်မှာလိုင်စာမြို့မှာရှိတဲ့ KIA ဌာနချုပ်ကနေစကိုင်းတိုင်းဒေသကြီးကိုဖြတ်ပြီးချင်းပြည်နယ်ရီခေါ်ဒါမြို့ထိရောက်ရှိမဲ့ဒုတိယမြောက်လမ်းတစ်ခုကိုဖောက်လုပ်မဲ့လှုပ်ဝက်အစီအစဉ်တစ်ခုလည်းပါဝင်နေတယ်လို့ဆိုပါတယ်။တင်ရန်ဇာတာပေါ်ကျဲသွားတဲ့နေရာတွေကိုအိန္ဒိယကသွယ်ဝိုက်တဲ့နည်းနဲ့ထိန်းချုပ်ရမှာ KIA ရဲ့ပါဝင်ပတ်သက်မှုကြောင့်အိန္ဒိယဟာမြန်မာစစ်တပ်ကိုကြော်ပြီးနယ်နိမိတ်ဆိုင်ရာအခွင့်အာဏာပိုင်ခွင့်ကိုတစားတက်တစရောပါစေတယ်လို့သတင်းမှာဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့နယ်နိမိတ်အတွင်းတရားမဝင်ခွင့်ပြုချက်ရထားတဲ့လှုပ်ဆောင်မှုတွေဟာတိကျပြတ်သားတဲ့စီရေးတုံ့ပြန်မှုတွေနဲ့ကြုံတွေ့ရမယ်လို့လည်းမြန်မာစစ်တပ်ဘက်ကအရာရှိတအုပ်ကသတိပေးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒီသတင်းတွေထွက်ပေါ်လာပြီးနောက်မှာပဲမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်မတ်ကြီးနဲ့အိန္ဒိယစစ်တပ်မှုတို့ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာနေပြည်တော်ကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။စစ်ကော်မရှင်ကတော့ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါကပုံမကောင်းမွန်တဲ့နယ်ပယ်တွေပေါ်ထွန်းလာမယ့်အခြေအနေမြန်မာနဲ့အိန္ဒိယတို့နှစ်နိုင်ငံတပ်တွေကြားဆက်ဆံရေးနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးတည်ငြိမ်အေးချမ်းရေးတရားဥပဒေစိုးမိုးရေးတို့အတွက်ဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ရန်သူနဲ့ရင်ဆိုင်ရချိန်တိုက်ပွဲအဆုံးဖြတ်မှာလေကြောင်းကအာတာရာဖြစ်လို့လေတပ်အတွက်လေရင်ရဟတ်ရင်နဲ့စစ်စင်ရေးအထောက်အကူစနစ်တွေကိုထပ်မံဖြည့်တင်ပေးသွားမယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်ကပြောပါတယ်။ဒီဇင်ဘာလ15ရက်နေ့ကနေပြည်တော်လေတပ်စခန်းဌာနချုပ်မှာပြုလုပ်တဲ့88နှစ်မြောက်လေတပ်နှစ်ပတ်လည်နေ့မှာစစ်ကောင်ဆောင်ကပြောဆိုတာဖြစ်ပါတယ်။လေတပ်မှာမြမဝေဟင်ပိုင်နဲ့တစ်ခုလုံးအလန်းမီစိုးမိုးထားနိုင်ပြီးရန်သူကိုနှိမ်နင်းရမှာလေကြောင်းဟာအရေးပါပြီးလေတပ်မှာလည်းမိဖြူဟာတွေတိုးတက်လာပြီးဖြစ်လို့လေရင်တွေထပ်မံဝယ်ယူမှာဖြစ်တယ်လို့လေတပ်အင်အားကိုလည်းဖြည့်တင်ပေးသွားမယ်လို့ပြောပါတယ်။မြောက်ဆေးရုံလေကြောင်းကနေပုံကျဲခံရကအစုလိုက်ပြုံလိုက်သေးဆုံးခဲ့ရတဲ့ဖြစ်စဉ်ပြီးလေတပ်အရာရှိတွေရဲ့ရဲစွမ်းတတိပြေဝမှု
ကိုကျိုးစွန်အနစ်နာခံမှုတာဝန်ကျေပွန်မှုတွေရှိတဲ့ဆိုပြီးချီကျူးသလိုအကြမ်းဖက်တိုက်ဖျက်ရေးတွေမှာနိုင်ငံအနှံ့ပြန်တန်းစစ်ဆင်မှုတွေဆောင်ရွက်ခဲ့ကြောင်းစစ်ကောင်းဆောင်မြောင်လှိုင်ကပြောပါရယ်လေတပ်အရာရှိစစ်တီတွေအနေနဲ့ရန်သူကိုနှိမ်နင်းရမှာတိုက်စွမ်းရည်နဲ့တိုက်စွမ်းအားတို့ကိုထိရောက်စွာအသုံးချပြီးမိမိရည်မှန်းချက်ပန်းနိုင်ကိုပြီးမြောက်အောင်ဆောင်ရွက်ဖို့အမိန့်ပေးသလိုလေရင်တွေကိုစနစ်တကျကင်တွယ်ဖို့လည်းစစ်ကောင်းဆောင်ကပြောပါရယ်အာဏာသိမ်းစစ်တပ်ဟာပြည်သူလူထုရဲ့အခွန်ဘဏ္ဍာတွေနဲ့ဝယ်ယူထားတဲ့စစ်လေရင်တွေကိုပြည်ပနိုင်ငံတွေနဲ့ရင်ဆိုင်ရမှာအသုံးပြုတာမဟုတ်ပဲပြည်သူပိုင်စေယုံတွေစာတင်ကျောင်းတွေဘာသာရေးအဆောက်အုံတွေနဲ့ကျေးရွာတွေကိုပုံကျဲရမှာအသုံးပြုနေတာဖြစ်ပါတယ်အာဏာသိမ်းပြီးနောက်ပိုင်းနေ့စဉ်ရက်ဆက်လေကြောင်းကနေပုံကျဲနေတာကြောင့်တေဆုံးထိခိုက်မှုများပြားနေကလူခွင့်ရင်းနေဖြစ်တဲ့ဒီဇင်ဘာလ10ရက်နေ့မှာပဲမြောက်ဦးစေယုံပုံကျဲမှုကြောင့်30ဦးသေဆုံးခဲ့တယ်လို့89ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်ကြားဖြတ်လုပ်ငန်းတွေကနေဖန်စီထိန်သိမ်းထားတဲ့နိုင်ငံသားတွေအတွက်နိုင်ငံတော်ကကျပ်သိန်းပေါင်း13000ကျော်သုံးစွဲခဲ့ရကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကဒီဇင်ဘာလ14ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။မကြသေးမီလများအတွင်းမြန်မာစစ်တပ်ကထိုင်းနဲ့နယ်စပ်မှာရှိတဲ့ကုန်သွယ်ရေးမျိုးဖြစ်တဲ့မြောက်ရီမြို့မှာရှိတဲ့ KK ပတ်နဲ့ရွှေကုတ်ကိုတို့ကလိမ်လည်မှုစင်တာကြီးနှစ်ခုကိုဝင်ရောက်စီးနင်းခဲ့ကြပြီးအဲ့ဒီစစ်စင်ရေးတွေကြောင့်နိုင်ငံသားထောင်ပေါင်းများစွာကိုဖမ်းဆီးထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့နိုင်ငံသားတွေကို၎င်းတို့နိုင်ငံရဲ့အစိုးရတွေလာမခေါ်မချင်းလူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ထိန်းသိမ်းထားရတာဖြစ်တယ်လို့လည်းဆိုပါတယ်။၎င်းတို့အတွက်တနစ်တာလိုအပ်တဲ့အစားအစာအပြင်တောက်ရည်သုံးရည်ကအစားဝစ်စရာနဲ့အိပ်ရာအစုံအားလုံးကိုနိုင်ငံတော်ကဖြည့်ဆည်းပေးထားတာဖြစ်တယ်လို့သူကပြောပါတယ်။စားစရိတ်တစ်နှစ်သုံးနှစ်စာအတွက်တအူးကိုအနည်းဆုံး1000ခွဲကျပ်နှုန်းကုန်ကြပြီး2024ခုနှစ်ဒီဇင်ဘာလ10ရက်ကနေ2025ခုနှစ်နိုဝင်ဘာလ22ရက်အတွက်သုံးစွဲကုန်ကြခဲ့တဲ့အကြောင်းဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်။ကြန့်ရှိနေတဲ့သူတွေကိုသက်ဆိုင်ရာနိုင်ငံတွေအနေနဲ့မိမိနိုင်ငံသားတွေကိုအမြန်ဆုံးလာရောက်ခေါ်ဆောင်ပေးကြဖို့ကိုလည်းသူကတောင်းဆိုထားပါတယ်။ဇန်နဝါရီလမှာနှိမ်နင်းမှုစတင်ချိန်ကစလို့နိုင်ငံပေါင်း48နိုင်ငံကနိုင်ငံသား13282ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အများစုကိုလွှဲပြောင်းပေးထားပြီးဖြစ်ပေမဲ့1655ဦးကတော့လက်ရှိမှာထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့သူကပြောပါတယ်။ကြန့်ရှိသူတွေအနက်အများဆုံးကတော့တရုတ်နိုင်ငံသားဖြစ်ပြီးလူဦးရေ900ကျော်ရှိတယ်လို့သိရပါတယ်။ကြန့်ရှိသူတွေမှာအင်ဒိုနီးရှား၊အီသီယိုးပီးယား၊ဗီယက်နမ်၊ကင်ညာနဲ့အိန္ဒိယနိုင်ငံတို့ကတစ်ဖွဲ့ကိုလူ100ကနေ300ကြားရှိတယ်လို့သိရပါတယ်။ အွန်လိုင်းလောင်းကစားမှုတွေနဲ့ပတ်သက်လို့သုံးနိုင်ငံဆွေးနွေးဖို့ထိုင်းနဲ့တရုတ်အာဏာပိုင်တွေကထိုင်းနိုင်ငံတက်ခရိုင်ကနေတဆင့်မြန်မာနိုင်ငံမြောက်ရီဘက်ကိုနေဆက်ဖြတ်ကျော်ကလင်းလည်မှုစင်တာတွေစီကိုရောက်ရှိလာပြီးအပြည့်အစည်းတွေကိုဒီဇင်ဘာလ15ရက်နေ့ကကြည့်ရှုခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဗြိတိန်မီဒီယာလုပ်ငန်းစုကြီး BBC ကိုအသေးအဖြတ်မှုနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရားစွဲဆိုလိုက်ပါတယ်။2021ခုနှစ်ဇန်နဝါရီလ6ရက်မှာပြောကြားခဲ့တဲ့အမေရိကန်သမ္မတထရန့်ရဲ့မိန့်ခွန်းကို BBC သတင်းဌာနက Panorama အစီအစဉ်မှာတီးဖြတ်ပြီးထုတ်လွှင့်ခဲ့တာကြောင့်ဂုဏ်သိက္ခာကျဆင်းရတယ်ဆိုပြီးအခုလိုတရားစွဲဆိုလိုက်တာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဒေါ်လာ10ဘီလီယံနစ်နာကြေးရယူလိုကြောင်းလန်ဒန်အခြေစိုက် BBC သတင်းဌာနကိုဒီဇင်ဘာလ15ရက်နေ့မှာတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ BBC ဟာသမ္မတရဲ့စကားတွေကိုရည်ရွယ်ချက်ရှိရှိလိမ်လည်တီးဖြတ်ခဲ့တယ်လို့ထရန့်ဘက်ကဆွဆွဲထားပြီးမူရင်းမိန့်ခွန်းတွေကငြိမ်းချမ်းစွာဆန္ဒပြဖို့ပြောတဲ့အပိုင်းကိုချန်လှပ်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်လွှတ်တော်ကိုချီတက်မဲ့အကြောင်းပြောကြားချက်နဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ကြဖို့ပြောကြားချက်တွေကိုပြန့်ညက်ကပ်လုပ်ပြီးအကြမ်းဖက်မှုကိုလှုံ့ဆော်တဲ့အောင်ဖန်တီးခဲ့တာလို့လည်းဆွဆွဲထားပါတယ်။ Trump ရဲ့အခြေအနေတွေကဒီကိစ္စအတွက် BBC ကိုပြန်လည်ဖြေရှင်းတောင်းပန်ဖို့ Trump ကိုနစ်နာကြေးပေးဖို့တောင်းဆိုခဲ့တာဖြစ်ပြီး BBC ကနိုဝင်ဘာလထဲမှာမှတ်တမ်းရုပ်ရှင်ကိုဖယ်ရှားခဲ့ပြီး Trump ကိုလည်းတောင်းပန်ခဲ့ပေမဲ့နစ်နာကြေးပေးဖို့ကိုတော့ညှင်းဆန်ခဲ့ပါတယ်။အဲဒီနောက် BBC ရဲ့ထိပ်တန်းဦးဆောင်အရာရှိတချို့လည်းယာဒူးကနေတာဝန်ယူနှုတ်ထွက်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်တရားရုံးမှာတင်သွင်းတဲ့အဲဒီအမှုမှာအသေးရဖြတ်မှုနဲ့ကုန်သွယ်ရေးစီးမင်းချိုးဖောက်မှုဆိုပြီးအမှု2မှုခွဲကတမှုစီအတွက်နစ်နာကြေးဒေါ်လာ5ဘီလီယံစီစုစုပေါင်းဒေါ်လာ10ဘီလီယံထိတောင်းဆိုထားတာပါ။အခုတော့ Trump ရဲ့ရှင်းနေတွေက BBC ဟာအမေရိကန်သမ္မတအပေါ်ရည်ရွယ်ချက်ရှိရှိကောက်ကျစ်တဲ့အတွေးမျိုးနဲ့လှည့်စားပြီးနာမည်ဖြတ်ဖို့မိကွန်းကိုတီးဖြတ်ခဲ့တာလို့ဆွဆွဲကတရားစွဲဆိုလိုက်တာဖြစ်ပါတယ်။